အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ခန္ဓာကိုယ်မှာသွေးတွင်းတကြားတက်များမများဆိုတာကိုဒီအချက်9ချက်နဲ့သိရှိနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့နံပါတ်1အချက်အနေနဲ့ကတော့တနေ့ကုန်အစားစားခြင်းစိတ်ဖြစ်ပေါ်နေခြင်းပဲဖြစ်ပါတယ်ခင်ဗျာထမင်းအပြင်သေရစာကိုကျွန်တော်တို့အများအားစားခြင်းစိတ်ဖြစ်ပေါ်နေခြင်းပဲဖြစ်ပါတယ်နံပါတ်2အချက်အနေနဲ့ကတော့ ready made အချိုရည်တွေကိုအများအားတောက်ခြင်းစိတ်ကအများအားတောင်းတနေခြင်းပဲဖြစ်ပါတယ်ကျွန်တော်နံပါတ်3အချက်အနေနဲ့ကတော့စိတ်ကြည်စီမှုကြာမြင့်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်ပြဿနာအသေးမွှားလေးရမှာမစားစိတ်ကြည်စီမှုအရင်ကြာမြင့်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်နံပါတ်4အချက်အနေနဲ့ကတော့ကျွန်တော်ထမင်းစားပြီးတိုင်းအချိုဝဲတစ်ခုခုကိုအမြဲတမ်းစားခြင်းစိတ်ဖြစ်ပေါ်နေခြင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နံပါတ်5အချက်အနေနဲ့ကတော့ကျွန်တော် coffee အဖိတ်တောက်တဲ့အခါကျွန်တော်တကြားများထည့်တောက်တတ်တဲ့အချက်ပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်6ချက်အနေနဲ့တော့ကျွန်တော်ညအိပ်ရာဝင်တဲ့အခါသုံးပုံညတေးနိုးတဲ့အခါအချွေရည်ကိုအမြဲတမ်းတောက်ချင်စိတ်ဖြစ်ပေါ်နေပြီးအမြဲတမ်းတောက်တတ်တဲ့အချင်းဖြစ်ပေါ်နေခြင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နံပါတ်9ချက်အနေနဲ့ကတော့ကြားဆွဲလန်းခြင်းပြဿနာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီအချက်9ချက်နဲ့ကျွန်တော်တို့ညှိနေပြီဆိုရင်ကျွန်တော်မိမိရဲ့ခန္ဓာကိုယ်မှာသွေးတွင်းတကြားတက်များနေပြီဆိုတဲ့အကြောင်းဖော်ပြနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခန္ဓာကိုယ်မှာသွေးတွင်းတကြားတက်များနေပြီဆိုရင်နောက်ဆက်တွဲပါဆူကြိုးရဖြစ်လဲဆိုတာကိုကျွန်တော်နောက်ဗီဒီယိုမှာဖော်ပြပေးသွားပါမယ်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ